စံချတဲ့ပိတ်ဖြူတော့အဖေနဲ့အမေတက်ရှိတင်ကြားလေးမတ်တရက်ပြီးကြိုင်ပြီးတော့ပို့ပြီးတော့ဝန်တာမျိုးမရှိတော့မိဘတွေကိုရည်စူးပြီးတော့ရဟန်းခံတဲ့ပွဲမှာဆွေမျိုးတွေကိုတယောက်မှမဖိတ်တဲ့ထိစိတ်နာနေတဲ့စနိုင်းတရားဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဆွေမျိုးဆိုတာသစိမ်းလာမကောင်းတဲ့အနေထားမို့စနိုင်းတရားဦးတယောက်စိတ်နာနေတယ်ဆိုတာသူ့ရဲ့ရဟန်းခံတဲ့နေ့မှာလုပ်ခဲ့တဲ့လုပ်ရက်ကိုကြည့်ရင်သိနိုင်ပါတယ်နော်စနိုင်းတရားဦးကမိဘတွေနဲ့ဆန္ဒတစ်ခုကိုအခုချိန်မှာကောင်းထေဖို့ပြီးကြတာဖြစ်ပါတယ်စနိုင်းတရားဦးကမိဘတွေရဲ့တခုတည်းသောဆန္ဒကိုမိဘတွေတက်ရှိစဉ်ကမလုပ်ပေးနိုင်ခဲ့တာမလို့အခုချိန်မှာမိဘတွေစိတ်ဆန္ဒအတိုင်းအကောင့်တွေပို့ပေးခဲ့ပြီးလည်းဖြစ်ပါတယ်။ဒီဟာတင်ဆိုနေစမဦးတို့ဇနီးမောင်နဲ့ကတော့တက်ရှိစဉ်ချိန်ကတားဖြစ်သူကိုသာသနာပေါင်နဲ့ဝင်စေခြင်းခဲ့တာပါ။တားတယောက်တည်းပါတာမလို့တားဖြစ်သူကိုရဟန်းပေါင်ထဲမှာတွတ်တင်ပြီးတော့ရဟန်းတရက်ကတဲ့ကမှပြင်ခန့်ခြင်းခဲ့ပေမဲ့စစ်နိုင်တရားဦးကတော့မိဘတွေရဲ့ဆန္ဒကိုညှင်းပယ်ခဲ့တာလည်းဖြစ်ပါတယ်။အရှင်မသိတဲ့ခင်ချိန်ကအဖေအမေဖြစ်ခြင်းတဲ့ဆန္ဒတဲ့သူဖြစ်ချင်တာကိုသာဦးစားပေးခဲ့မိတာပါ။ခါလေလောက်ရှိတဲ့သပင်ကိုညှက်ရမှာဆိုလို့မိဘတွေဖြစ်ချင်တာကိုမလုပ်ပေးကြတာလည်းဖြစ်ပါတယ်။စနိုင်းတရားဦးကတော့ငယ်ဘဝမှာမတိတက်ခဲ့တာတွေကိုနောင်တကြတဲ့စိတ်နဲ့အခုဆိုရင်မိဘတွေဖြစ်စေချင်တဲ့အတိုင်းတာနာပေါင်နဲ့ဝင်ရောက်ခဲ့ပြီးလည်းဖြစ်ပါတယ်။စနိုင်းတရားဦးကတော့တမလွန်ရောက်သွားပြီဖြစ်တဲ့မိဘတွေကုသိုလ်ရအောင်သူ့တဲ့နှစ်ဆက်ကိုပြည့်တဲ့ချိန်မှာသာသနာပေါင်နဲ့ခဏတာဝင်ရောက်ခဲ့တာဖြစ်ပါတယ်။စနိုင်းတရားဦးကတော့မိဘတွေကုသိုလ်ရအောင်သာသနာပေါင်တွေကို17ရက်တာဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။သူကသာသနာပေါင်တွေကို17ရက်တာဝင်ရောက်ခဲ့ပေမဲ့ပွဲလုပ်တဲ့အခါမှာသူ့ကိုသိပါပြီ။သူ့ရဲ့ပွဲကိုလာတဲ့လူတချို့ကတော့စနိုင်းတရားဦးရဲ့ပွဲမှာအဆိုတော်တွေနုပညာရှင်တွေနဲ့ခက်ခဲနာနာလောက်တာမြင်စနေဆိုပြီးပြောနေကြပေမဲ့သူကတော့ပွဲကိုခင်မင်သူတွေကိုသာဖိတ်ပြီးတော့ယူယိုလေးလုပ်ခဲ့တာလေးဖြစ်ပါတယ်။စနိုင်းတရားဦးကရဟန်းခံတဲ့ချိန်မှာပိတ်ဖြူကိုင်းတဲ့နေရာမှာဆွေမျိုးတွေတယောက်မှမခေါ်ပဲသူနဲ့နီးစပ်ရာသူတွေနဲ့သာကျင်းပခဲ့တာပါ။မိဘတွေမရှိတော့ပေမဲ့ဆွေမျိုးရင်းကြီးတွေရှိတာတောင်တယောက်မှမလာဘူးလားဆိုပြီးအားလုံးကမေးမြန်းနေကြပြီးလည်းဖြစ်ပါတယ်။စနိုင်းတရားဦးနဲ့ဆွေမျိုးတွေရဲ့ဆက်ဆံရေးအားစတွေကမကောင်းတဲ့ခြေတွေမလို့ဒီပွဲမျိုးတောင်မှမလာဘူးလားဆိုပြီးအားလုံးကသိချင်နေကြတာလေးဖြစ်ပါတယ်။စစ်တိုင်းတရားဦးကတော့ဆွေမျိုးတွေမရှိတဲ့သူဘေးမှာရှိတဲ့သူတွေကဆွေမျိုးတွေအထက်ကောင်းတာမလို့မလာလေးသိပ်ပြီးတော့အရေးလုပ်ပုံမရပါဘူးနော်။အစားရခက်ခဲနေချိန်မှာသူတယောက်တည်းရုပ်ခဲ့နေရတာတွေကိုစိတ်နာနေသလိုပါပဲ။အနုပညာအတိုင်းဝိုင်းလည်းရှိသလိုငွေကြီးလည်းရှိတဲ့မိသားစုဖြစ်ပေမဲ့တကယ်လည်းအနုပညာလောကရဲ့ဝင်ချိန်မှာအနေခံပြီးတော့ဝင်ခဲ့ရတာတွေရှိသလိုဆွေမျိုးတွေကအားနေပြစ်တင်တာပဲလုပ်နေတာမလို့သူ့အနေနဲ့စိတ်နာနေသလိုပါပဲနော်။စစ်တိုင်းတရားဦးကတော့သူ့ရဲ့သာသနာပေါင်နဲ့ဝင်ရောက်တဲ့ပွဲမှာဆွေမျိုးတွေကိုမဖိတ်ဘူးလို့ဆိုပါတယ်။ဆွေမျိုးတွေကလာဖို့မသေးကြတာမလို့တကူးတကဖိတ်မနေဘဲနဲ့သူဘေးနားမှာရှိကြတဲ့မွေးစားမိပါတွေမိတ်ဆွေတွေနဲ့ပဲကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ဆွေမျိုးတွေကတကယ်လာချင်းရင်သူအင်တာဗျူးကြည့်ပြီးလာမှမလာချင်းလို့မလာတာကိုဖိတ်မနေတော့ဘူးဆိုပြီးတော့ပြပြတသားပြောဆိုခဲ့တာဖြစ်ပါတယ်။စနိုင်းတရားဦးတရားဆွေမျိုးတွေကိုတော်တော်လေးစိတ်နာနေပုံပါပဲနော်။အခုလိုမိသားစုဆိုရင်ပိုကောင်းတဲ့ပွဲမှာဆွေမျိုးတရားမှမဖိတ်တယ်လို့သူညမအရှင်းတောင်မှသူနားမှမရှိပါဘူးနော်။တွေးကြည့်ရင်သူ့ဘဝကလည်းတနာစရာပါပဲ။ဆွေမျိုးတောက်ပေမဲ့တကောင်ကျွတ်လို့ဖြစ်နေတာကတနာစရာပါနော်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဖွယ်သတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းလူပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုအချိန်နဲ့တပြင်းညီတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။